ချိုးတဲ့လုံးမိမယ်ပညာရေးမှာထူးချွန်လွန်းတာကြောင့်ကျောင်းမှာမနာလိုသူတွေရဲ့ဝိုင်းဖယ်ခြင်းကိုခံနေရတဲ့သမီးလေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် M Sally Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရရှင်ချိုးတဲ့လုံးနဲ့အတိုင်းဝိုင်းမှာမွေးဖွားလာခဲ့ရပေမဲ့လည်းဘဝကိုအရှုံးမပေးပဲကြိုးစားနေကြတဲ့လူငယ်တွေအများကြီးရှိတဲ့တဲမှာမှဒီသမီးလေးရွှွန်မြတ်နိုးဦးကလည်းတယောက်အပါဝင်ဖြစ်ပါတယ်ရွှွန်မြတ်နိုးဦးကစက်တတန်းပညာရေးကိုသင်ကြားနေတဲ့ကျောင်းသူတယောက်ဖြစ်ပြီးတော့ပညာရေးမှာထူးချွန်ထက်မြက်သူတယောက်ဖြစ်ပါတယ်ပညာရေးမှာထူးချွန်တဲ့ရွှွန်မြတ်နိုးဦးကိုနောက်မှငွေကြေးအပြည့်ကင်ပြီးတော့ပံ့ပိုးပေးနေတဲ့မိဘတွေလည်းရှိမနေပါဘူးရွှွန်မြတ်နိုးဦးတို့ကဆွင်ရဲချိုးတဲ့အတိုင်းဝိုင်းရဖြစ်ပါတယ်အစဉ်ပြေတဲ့မိသားစုမဟုတ်တဲ့အတွက်ဖခင်ဖြစ်သူကပယံအလုံးလုံးနေရပြီးတော့တမိသားစုလုံးကစားတောက်နေကြတာဖြစ်ပါတယ်အိမ်ပိုင်နဲ့လည်းမနေနိုင်ပဲအိမ်ကားနေပြီးတော့ချိုးတဲ့ဘဝကိုဖျက်ဆီးနေကြတာဖြစ်ပါတယ်ဒါပေမဲ့သမီးလေးကပညာရေးမှာထူးချွန်တာကြောင့်ကျောင်းမထွက်ခိုင်းပဲဖခင်ဖြစ်သူကကျောင်းနေနိုင်အောင်ပယံလုပ်ပြီးတော့ရအောင်ထောက်ပံ့နေတာဖြစ်ပါတယ်သမီးလေးရွှွန်မြတ်နိုးဦးကငယ်စဉ်မူလာရန်ကလေးကထူးချွန်သူဖြစ်ပါတယ်လေးတန်းမှာလည်းစူရခဲ့သလိုအထက်တန်းမှာလည်းနှစ်တိုင်းစူရပါတယ်ဒါအပြင်စိုင်းစာကုန်းပြိုင်ပွဲတွေမှာဆိုလဲတမျိုးနယ်လုံးမှာပထမဆုကို2ကြိမ်ရရှိပူပါတယ်ဂျပန်စကားပြောပြိုင်ပွဲမှာလည်းမြို့နယ်အဆင့်ထိထူးချွန်ထက်မြက်နေတာပါဒါအပြင်သမီးလေးကအကြောင်းပညာရေးအပြင်ဗုဒ္ဓဝင်စာပေတွေကိုလည်းလေးလာကျက်မှတ်ပြီးတော့ထူးချွန်ပါတယ်ဒါကြောင့်မို့ဘုန်းကြီးကျောင်းမှာကလေးတွေကိုဗုဒ္ဓဝင်စာပေတွေပြန်သင်ကြားပေးနေတဲ့ဆရာမအနေနဲ့လုပ်ကိုင်နေတာဖြစ်ပါတယ်ချိုးတဲ့ဘဝကနေအခုလိုထူးချွန်ထက်မြက်တာကြောင့်မိဘတွေကတော့အရန်ကိုဂုဏ်ယူနေရတာပါအလုံးလို့ရတာခက်ခဲပြီးတော့ပင်ပန်းမိမယ်လဲသမီးလေးရဲ့စုတွေကိုကြည့်ပြီးတော့အမောဖြစ်နေရတာဖြစ်ပါတယ်ထူးချွန်တာကြောင့်မိဘတွေကဂုဏ်ယူနေပေမဲ့ချိုးတဲ့နောက်ခံပုံရိပ်ကြောင့်နှိမ်ခံရတာတွေကိုကြုံတွေ့နေရတာဖြစ်ပါတယ်ကျောင်းမှာစာတော်တဲ့သူတွေများသလိုအပြိုင်အဆိုင်လည်းများပါတယ်ဒါအပြင်ငွေကြေးချမ်းသာတဲ့စာတော်ကျောင်းသားကျောင်းသူတွေရဲ့နှိမ်နာတွေကိုပါခံရတာဖြစ်ပါတယ်။စာတော်တဲ့အပြင်ချမ်းသာတဲ့သူတွေကစာတော်လဲငွေမရှိတဲ့သူဆိုပြီးတော့နှိမ်ကပြောဆိုကြတာဖြစ်ပါတယ်။ဒါအပြင်သူတို့လိုငွေကြေးပြည့်စုံပြီးတော့အဘက်ဘက်ကပြည့်စုံနေတဲ့သူနဲ့လာရှင်ပြိုင်နေတာလားဆိုပြီးတော့မတိုးစားကျင်တော့လောက်အောင်အထီကိုနှိမ်ကြတာဖြစ်ပါတယ်။ရွှွန်မြတ်နိုးဦးကအခုလိုနှိမ်ခံရတာတွေကြောင့်ခဏခဏငိုခဲ့ရပါတယ်။ဒါပေမဲ့လုံးဝစိတ်မလျှော့ပဲနှိမ်နာတွေကိုအားဖြစ်ယူပြီးတော့ပို့ကြိုးစားပြလို့နေတာဖြစ်ပါတယ်။နှိမ်တဲ့အခါတိုင်းစာပို့လုပ်ပြီးတော့အချိန်တိုင်းမှာပညာတိုးအောင်ကြိုးစားနေကြတာဖြစ်ပါတယ်။အပြောခံရတဲ့အရာတွေကပဲထူးချွန်တဲ့ကျောင်းသူတယောက်ဖြစ်အောင်အထောက်အပံ့ဖြစ်လာခဲ့တာပါ။ကျောင်းမှာချမ်းသာတဲ့အတိုင်းဝိုင်းကနေအခုလိုနှိမ်ခံရပေမဲ့အိမ်မှာရှိတဲ့မိဘတွေကပညာရေးမှာထူးချွန်နေတာကြောင့်အမောဖြစ်နေတာဆိုပြီးတော့စိတ်ထဲမှာအမြဲတမ်းမှတ်ထားတာပါ။ရွှွန်မြတ်နိုးဦးကမြ мян အရွယ်ရောက်ပြီးတော့မိဘတွေအေးအေးဆေးဆေးနေရအောင်လှုပ်ကြွေးချင်နေတာဖြစ်ပါတယ်။စနတန်းမှာလည်းအမှတ်ကောင်းကောင်းနဲ့အောင်ကြိုးစားမှဖြစ်ပြီးတော့ဆရာဝန်ဖြစ်ချင်တာဖြစ်ပါတယ်။ဒါမှသာမိဘတွေကိုအိမ်ပိုင်နဲ့ထားနိုင်မှာဖြစ်တဲ့အပြင်အေးအေးဆေးဆေးနေနိုင်အောင်ရှာကျွေးနိုင်မှာဖြစ်တာကြောင့်ဖြစ်ပါတယ်။ထိုးတက်လုံးပေမဲ့ပညာရေးမှာထူးချွန်လွန်းတာကြောင့်ကျောင်းမှာမနာလိုသူတွေရဲ့ဝိုင်းဖယ်ခြင်းကိုခံရတတ်တဲ့ဖြစ်ရပ်တွေအပေါ်ပရိသတ်ကြီးနေနဲ့ဘယ်လိုမြင်လဲဆိုတာကွန်မန့်လေးထဲမှာရေးခဲ့ပေးပါအောင်ဆုံးဖြတ်ပြရှုပေးတဲ့အတွက်လည်းပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းကျေးဇူးသူပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါရရှင်